ညနေတဲ့အထိအလုံးလုံးနေတော့ကပေါ့လူသက်မှုဖြစ်နေတဲ့နေရာတဲ့တိုးမိသွားလိမ့်မယ်လို့ဘယ်အောင်မှမထင်ထားခဲ့ဘူးလူသက်သမားကအလောင်းကိုဆွဲထုတ်သွားတဲ့အထိထောင်ဆုံးမှာတကိုယ်လုံးတုံရင်ပြီးလှုပ်တောင်မလှုပ်ရဲပဲပုံငေခဲ့ရတာသူထွက်သွားတာနဲ့အနားမှာရှိတဲ့တန်းစင်ခန်းထဲကြပြတလဲပြေးဝင်ခဲ့ပေမဲ့နောက်တစ်စက္ကန့်မှာပဲကုမ္ပဏီကလုံခြုံရေးဝန်ထမ်းပါအသက်ခံလိုက်ရပြီဆိုတာသိလိုက်ရတယ်။တွားကြည့်ရင်တန်းစင်ခန်း flash လက်ကင်ကိုမတော်တဆခလုတ်တိုက်မိသွားခဲ့တယ်။လူသက်သမားကြားသွားမှကြောက်တာနဲ့တကားကိုအမြန်ပိတ်လိုက်တော့ခြေထောက်ကအလောင်းပေါ်တက်နေမိသွားတာပေါ့။တက်ပြင်းတောင်ကောင်းကောင်းမချရသေးဘူးလူသက်သမားတန်းစင်ခန်းထဲဝင်လာခဲ့တဲ့ရင်တွေတုတ်ခုန်နေပေမဲ့သူကတော့လက်စေးကံမှာသွေးတွေကိုပဲစေးကြောနေတာပါတတရာရသွားပြီထင်မှာပဲသူကရုတ်တရက်စကားစာပြောလာတယ်။အထဲမှာအဆင်ပြေရဲ့လားပါနီငါ့ကိုစက်ကူစုပ်တိုလောက်ကမ်းပေးပါဦး။အောက်ကိုငိုးကြည့်လိုက်တော့အလောင်းပေါ်မှာတော့တချောင်းကိုတွေးလိုက်ရတယ်။ခေါင်းထဲအကြံတွေရှုပ်ထွေးသွားပြီးဂယုတစိုက်ခြေလန်းလိုက်ရင်လူသက်သမားအိမ်သားတကားကိုတိုးမဖွင့်ခင်စက္ကန့်ပိုင်းလိုမှာပဲဘေးခန်းထဲကိုတိုးဝင်လိုက်နိုင်တယ်။ဒါပေမဲ့အနီရောက်ရောင်ချီစင်စာမီကလင်းလာတော့ပုံနေတာပေါ်တော့မလို့ဖြစ်သွားခဲ့တာလုံနိုင်တာဆိုလို့လူသက်သမားမတက်ရက်လိုက်တဲ့စက္ကန့်မှာပဲအိမ်သားရေကိုပြိုင်တူဆွဲချလိုက်ပြီးရေဆူတန်နဲ့အတန်ကိုဖုံးလိုက်ရတာပေါ့။အရာအလုံးတိတ်ဆိတ်သွားတဲ့အထိစောင့်နေပြီးမှအပြင်ကိုအပြေးလွှားထွက်လာခဲ့တဲ့တကားကိုတွန်းဖွင့်လိုက်တဲ့စက္ကန့်မှာပဲအလုံးပေါက်ကြမှဆင်းတဲ့အလုတ်ဖော်တယောက်နဲ့တက်ကြီးသွားတိုးတော့တာပါပဲ။